ကျွန်တော်သမီးလေးပထမဆုံးစကားစပြောတော့ကသူက10လသားပဲရှိပါသေးတယ်ဒါပေမဲ့မမဒါမှမဟုတ်ဒါလို့ပြောမဲ့အစားမိုက်လို့သူပြောခဲ့တယ်ကျွန်တော်နာမည်ကဘန်ပါပြီးတော့ကျွန်တော်ကမိုက်ဆိုတဲ့လူကိုလည်းမသိဘူးဒါကြောင့်ကျွန်တော်ဇနီးကိုမိုက်ဆိုတဲ့နာမည်နဲ့လူကိုတိလာလို့တတိထားပြီးမေးကြည့်မိတယ်သူကခေါင်းခါပြပြီးမသိဘူးဒါပေမဲ့ကလေးတွေကထူးဆန်းတတ်တာပဲစိတ်ထဲမထားပါနဲ့တဲ့ဒါပေမဲ့2ရက်အကြာမှာတော့သမီးလေးကမိဖို့ချောင်းထဲမှာရှိနေပြီးကျွန်တော်ကသူ့အတွက်အစားအစာပြင်ဆင်ပေးနေတော့မိုက်ဆိုတဲ့အတန်ကိုနောက်တစ်ချိန်ကြားလိုက်ရပြန်တယ်ကျွန်တော်ပန်းတီးချထားတဲ့ဇွန်းကိုချပစ်လိုက်မိတယ်ဘာလို့လဲဆိုတော့သူမိုက်ဆိုတဲ့စကားလုံးကိုဘဲကနေတင်လာနိုင်ပါလဲကျွန်တော်ဇနီးကတော့အဆင်ပြေပါတယ်လို့ပဲဆက်ပြီးစိတ်အေးအောင်ပြောနေပေမဲ့ကျွန်တော်ရင်ထဲကမကောင်းတဲ့ခံစားချက်ကြီးကပျောက်မသွားဘူးအဲ့ဒီညမှာကျွန်တော်ဇနီးရဲ့လူမှုကွန်ရက်တွေကိုလိုက်မွေကြည့်ပေမဲ့မိုက်ဆိုတဲ့လူတယောက်မှမရှိဘူးသူ့ရဲ့မိသားစုဝင်တွေစည်ရင်းကိုပါလိုက်ရှာကြည့်တာတော့မိုက်ဆိုတာမတွေ့ဘူးငါစိတ်ဖိစီးပြီးလွန်သွားတာနေမှာပါလို့ပဲတွေးလိုက်မိတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းသမီးလေးကမိုက်လို့ပြောတာပိုစိတ်လာတယ်မနဲ့စားစားချိန်ရောရေချိုးချိန်ရောမှာမိုက်လို့ပြောတဲ့အပြင်ကြွအနောက်ကိုလက်ညှိုးထိုးပြီးတော့ပါပြောတာတခြားစကားလည်းဘာမှမပြောဘူးကျွန်တော်ယူမတက်ဖြစ်လာပြီးဇနီးရဲ့အလုတ်ခွင်စီကားမောင်းသွားဖို့ဆုံးဖြတ်လိုက်တယ်အဲ့ကြိုကိုကျွန်တော်မေးလိုက်တယ်ဒီမှာအလုတ်လုပ်တဲ့မိုက်ဆိုတာရှိလားရှိတယ်သူကစည်ရင်းကင်ဌာနမှာဘာဖြစ်လို့လဲရှင်ဘာမှမဟုတ်ပါဘူးကျွန်တော်ရင်ထဲမှာဆိုးရွားတဲ့ခံစားချက်ကြီးနဲ့ထွက်လာခဲ့တယ်စတီယာရင်ကိုကင်ထားတဲ့လက်တွေတုံရင်နေရင်အိမ်ကိုကားမောင်းပြန်လာပြီးအွန်လိုင်းကနေလုံခြုံရေးကင်မရာအသေးလေးတစ်ခုမှလိုက်တယ်အွန်လိုင်းကဇလန်းတွေထဲမှာတွေ့ရတတ်တဲ့အယူတွေလိုကိုခံစားရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသမီးလေးကကျွန်တော်ကိုလက်ညှိုးထိုးပြီးမိုက်လို့နောက်တစ်ခါထပ်ပြောပြန်တယ်ဇနီးဖြစ်သူတတိမထားမိတော့ကင်မရာကိုတက်ဆင်လိုက်ပြီးကျွန်တော်ဖုန်းနဲ့ချိတ်ဆက်ထားလိုက်တယ်နောက်နေ့မှကျွန်တော်အလုပ်သွားခဲ့ပြီးနေ့လေစာစားချိန်မှာတော့ဖုန်းကဆက်တိုက်တုန်ခါလာတယ်လုံခြုံရေးကင်မရာအပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒီမှာကျွန်တော်မြင်လိုက်ရပြီးကျွန်တော်ဇနီးကသမီးလေးကိုပွေ့ချီပြီးအိမ်ပြန်လာတယ်သူ့နောက်မှာတော့ကျွန်တော်တခါမှမမြင်ဘူးတဲ့အမျိုးသားတစ်ယောက်ပါလာတယ်သမီးလေးကသူ့ကိုလက်ညှိုးထိုးပြီးမိုက်လို့ထက်ခါတလဲလဲအော်ပြောနေခဲ့တယ်ကျွန်တော်ဇနီးကသူ့လုပ်ဖို့ကင်ဖက်နဲ့ဖောက်ပြန်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာကျွန်တော်ရင်တစ်ခုလုံးပြာကျသွားခဲ့ရပါတယ်